အားလုံးပဲမင်္ဂလာပါကျွန်တော် PP Channel ကနေအားလုံးကိုနှုတ်ရထွေးဆွပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာဒီမှာကျွန်တော်ပရာရောကအကြောင်းဖြစ်မှန်တွေကိုစုစည်းတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဆက်လိုက်ရအောင်ဒီဆုံးသွေးနေဝိုက်ပြုံနေချိန်မှာပဲရုတ်တဲ့ကောင်မလေးခောက်ခနဲ့ထားထိုင်နေပါတယ်သူမရဲ့ပြုံးမှုတွေကတော်တော်လေးကိုမှကြောက်စရာကောင်းပါတယ်ဒီဆုံးတွင်းညောကြပြင်တော့သူတို့ကိုတစုံတယောက်ကတော့တကြည်ကြည့်နေတာပါသူတို့ချင်းမှအရန်ကိုမှကြောက်စရာကောင်းပါတယ်ဒီဗီဒီယိုကတော့ကွန်မန့်တောက်တဲ့အိပ်ဖြုံနေချိန်မှာပဲသူ့လိုလေပေါ်ဝိုင်းနေတာပါတကယ်ကိုမှထိလန့်စရာပါဒီမှာတော့ချင်းပြီးမှတောင်တိချပါဟုတ်ကဲ့အဆုံးထိကြည့်ပြီးတော့အားလုံးကြည့်တင်ပါတယ်ခင်ဗျ